ကန်လို့ပြောလိုက်ရင်ကျွန်တော်တို့အားလုံးဖျားစီတွေကိုပဲပြေးမြင်ကြတာပါဒါပေမဲ့တဲကန်တာရလို့6တွေ့တဲ့ဒီနေမြင်မှာလွန်ခဲ့တဲ့နှစ်ပေါင်း800ကလူဦးရေသိန်းကြီးဘလို့ရှင်သန်ခဲ့ကြတယ်လေခမ်းနားတဲ့ဖျားတွေရဲ့အရေးနောက်ွယ်မှာလူသိနေတဲ့သမိုင်းအမောင်ထုတွေနဲ့အံ့ဩစရာနည်းပညာတွေရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ပကံရဲ့လူသိနေသေးတဲ့လျှို့ဝှက်ချက်3ခုကိုတင်ဆက်ပေးသွားမှာပါလျှို့ဝှက်ချက်1ရေအောက်ကအင်ပါယာပထမဆုံးအချက်ကတော့ပကံရဲ့ရေပေးဝေရေးစနစ်ပါပကံဟာမိုးနေရဝန်ထိပြီမဲ့အဲ့ဒီခေတ်ကအင်ဂျင်နီယာတွေဟာမြကန်လိုဆဲကန်ကြီးလေးကိုတွန့်ပြီးစိုက်ပျိုးကြီးလုပ်ခဲ့ကြပါတယ်ပိုပြီးထူးခြားတာကနန်းတော်တဲ့အထိရေရောက်အောင်တွေ့တန်းထားတဲ့မြေအောက်စနစ်တွေရှိခဲ့တာပါပကံဟာဖျားတွေကြောင့်တည်းမဟုတ်ပဲအစိမ့်မြင့်ရေစီမံခန့်ခွဲမှုကြောင့်အင်အားကြီးခဲ့တာဖြစ်ပါတယ်လျှို့ဝှက်ချက်နဲ့နေရန်စေးကြီးပချင်းတွေကနိုင်ငံသားများသူ့ရဲ့အချက်ကတော့ပကံရဲ့အပြည်ပြည်ဆိုင်ရာဆက်ဆံရေးပါပကံခစ်ဖျားနေရန်စေးကြီးပချင်းအချို့မှာကျွန်တော်တို့နဲ့မတူတဲ့ဝစ်စုံတွေမျက်နှာပေါက်တွေနဲ့လူပုံတွေကိုတွေ့ရတတ်ပါတယ်ဒါဟာပကံဟာအဲ့ဒီခေတ်ကကမ္ဘာကုံတွေရေဗဟုချက်ဖြစ်ခဲ့ပြီးအိန္ဒိယသီရိလင်္ကာနဲ့တရုတ်နိုင်ငံသားတွေအပြင်တခြားသောလူမျိုးပေါင်းစုံထွာလာနေထိုင်ခဲ့တဲ့တပ်တွေပဲဖြစ်ပါတယ်လျှို့ဝှက်ချက်3အာနန္ဒာဖျားနောက်ွယ်ကအမှောင်ထုနောက်ဆုံးတစ်ခုကတော့အာနန္ဒာဖျားနဲ့ပတ်သက်တဲ့ကြေးကွဲစရာသမိုင်းပါရာဇဝင်တွေအရအာနန္ဒာဖျားတိဆောက်ပြီးတဲ့အခါမှာဒီထက်လော့တဲ့ဖျားနောက်ထပ်မပေါ်ပေါက်စေခြင်းဖို့အတွက်ဘိတုခပညာရှင်တွေကိုအသက်စီရင်ခဲ့တယ်လို့ဆိုကြပါတယ်ခန္ဓာမှုတွေရဲ့နောက်ွယ်မှာအမှုပညာရှင်တွေရဲ့သွေးနဲ့မျက်ရည်တွေရှိခဲ့တာလားဆိုတာကတော့ငင်းခုန်နေစေလျှို့ဝှက်ချက်တစ်ခုပါပဲပကံဟာကျွန်တော်တို့ရှာဖွေလေးပိုပြီးစိတ်ဝင်စားဖို့ကောင်းလေးပါပဲအခုပြောပြသွားတဲ့အချက်တွေကသင်အံ့ဩမိဆုံးအချက်ဟာဘာဖြစ်မလဲ comment မှာရေးပေးခဲ့ပါဦးနောက်ထပ်သမိုင်းလျှို့ဝှက်ချက်တွေကိုသိချင်တယ်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်